အားလုံးပဲမင်္ဂလာပါဗျာဒီနေ့အစီအစဉ်လေးကနေကြိုးဆိုပါတယ်တနေ့ကိုတနင်္လာလောင်းလေးပဲရည်ရွယ်ချက်ချစ်ဖယ်ထားလိုက်ုံနဲ့ဘဝကြီးတစ်ခုလုံးဘလောက်တောင်အမခံပြောင်းလဲသွားလိုက်လဲဆိုတာကိုဒီကနေ့ဆိုတော့လေ့လာဆွားကြပါမယ်လူများစုကတော့ဒါကိုယုံကြည်ဖို့ခက်လိမ့်မယ်ဗျာဘာလို့လဲဆိုတာကြီးမားတဲ့အပြောင်းလဲဆိုတာအံဖွယ်နေမိတ်တွေလိုအပ်တယ်လို့ထင်နေတတ်ကြလို့လေတကယ်တော့လုံးဝမဟုတ်ပါဘူးအရာအလုံးဟာတေချာတဲ့ရည်ရွယ်ချက်နဲ့စီကန်းရှိတဲ့တနားရီဆိုတဲ့အချိန်လေးကနေပဲစတင်လာဖြစ်ပါတယ်ဗျာနေ့စဉ်ပင်မနှွမ်းတဲ့မှုတွေအလုပ်ရှုမှုတွေကြားထားနေ60မိနစ်ဆိုတဲ့အချိန်လေးကိုပြန်လဲရယူလိုက်ရုံမှာပဲအောင်မြင်ဖို့အတွက်ဒီနေ့ကိုနိုင်20လောက်အလုပ်လုပ်ရမယ်ဆိုတာမျိုးတွေမလွတ်လပ်ပါဘူးကျွန်တော်တို့တွေဟာအမြဲတမ်းအလုပ်ရှုနေတတ်ကြပြီမယ်တကယ်တမ်းတိုးတက်နေတဲ့သူကအယံကိုနေပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့ခဏရက်ပြီးတေချာမတွေ့တော့ကြလို့ပါပဲဒါကြောင့်ဒီ60မိနစ်ကိုဘယ်လိုအသုံးချမလဲဆိုတာကတကယ်ကိုအရေးကြီးဆုံးဖြစ်လာတာပေါ့ကဲဒီတော့ဒီလက်ညွှန်ချက်လေးမှာအဓိကလေ့လာသွားမယ့်အပိုင်း6ပိုင်းရှိပါတယ်ဗျာပထမဆုံးနာရီမဟာဗျူဟာနေ့စဉ်တနာရီကိုကောက်ွယ်ခြင်းဥတီချက်နဲ့လက်တွေ့လှုပ်ဆောင်ခြင်းပြန်လည်ထုံးသက်ခြင်းနဲ့ပြုပြင်မွမ်းမံခြင်းကျန်းမာရေးတနာဥစ္စာနဲ့ဆက်ဆံရေးပြီးတော့နောက်ဆုံးအချိန်တွေကိုစုဆောင်ပြီးအနာဂတ်ကိုတည်ဆောက်ခြင်းဆိုပြီးတော့အစလေးသွားကြပါမယ်ပထမဆုံးပိုင်းတိချင်းကပထမဆုံးတနာရီမဟာဗျူဟာတနည်းအားဖြင့်ကိုယ့်ရဲ့မနက်ခင်းကိုပြန်လည်ရယူခြင်းကနေစတင်လိုက်ကြအောင်ဗျာနေ့တစ်နေ့ကိုဘယ်လိုစတင်မလဲဆိုတာကတနေ့တာလုံးကိုအစုံအဖြတ်ပေးပါတယ်ဗျတာမနက်ခင်းနေမှာဆိုရင်နိုးရာနဲ့ဖုန်းနေပွက်တရင်နေဖတ်ပေးကဘာကြီးရဲ့စူညံမှုတွေနဲ့စတင်တက်ကြတယ်မဟုတ်လားအဲ့ဒီလိုလုံးမဲ့အစားစာအုပ်ကောင်းတဲ့အုပ်ကဆမနာစင်မနာလောက်ဖတ်မယ်နေ့စဉ်အစီအစဉ်ဆွဲမယ်ခန္ဓာကိုယ်ကိုလှုပ်ရှားပေးမယ်ဆိုရင်ဒါဟာဘဝကိုအမှန်တကယ်ပြောင်းလဲစေမယ်မနက်ခင်းဖတ်လာပါလိမ့်မယ်အောင်မြင်မှုဆိုတာမနက်စိုးစောထခြင်းစိတ်ရှိမရှိဆိုတာကိုကြွမဆိုင်ပါဘူးဗျာစီကန်းဆိုတာကိုဘလို့ခံစားနေရတယ်လဲဆိုတာကိုမမေ့ပါဘူးစွန့်ဖက်ချက်ချပြီးလှုပ်ဆောင်ဖို့ပဲလိုတာပါအခုအပိုင်းနှစ်ခုရောက်ပါပြီအဲ့ဒါကတော့နေ့စဉ်တနာရီကိုကားခွေခြင်းကိုအတွက်အဖိုးတန်ဆုံး60မိနစ်အကြောင်းပါအခုလိုပထမဆုံးတနာရီကိုပြန်လဲရယူပြီးတွားရင်တော့အဲ့ဒီကိုပိုင်း60မိနစ်လေးကိုယတနာတစ်ခုလိုတေးသေးချာချာကာကွယ်ဖို့လိုလာပါပြီဖုန်း notification ဒီအရေးမပါတဲ့ကိစ္စတွေရဲ့အနောက်အရှက်တွေကြားထဲကနေဒီတနာရီကိုမဖြစ်မနေစောင့်ရှောက်ရပါမယ်ရွှေကိုအစအနာဒီနဲ့မလဲလဲပါနဲ့ဆိုတဲ့စကားလေးကိုသတိရပါအချိန်ဆိုတာငွေကြေးတဲ့ဆုံးရှုံးရပို့လွယ်ပြီးပိုအန်တယ်များတဲ့အရာပါဗျာငွေကိုပြန်ရှာလို့ရပါမယ်။ကုန်သွားတဲ့တနာရီကိုတော့ဘယ်တော့မှပြန်မရနိုင်တော့ပါဘူး။ဒါကြောင့်ဒါဟာငါရဲ့အချိန်မဲဆိုပြီးခိုင်မာတဲ့နေနိမိတ်တွေတတ်မှတ်ထားဖို့ကတကယ်ကိုအရေးကြီးပါတယ်။ဆက်ပြီးအပိုင်း3ဖြစ်တဲ့ဥတီချက်နဲ့လက်တွေ့လှုပ်ဆောင်ခြင်း။ဒီနေ့အချင်းကိုဘက်ကိုတွားနေလဲဆိုတာသိခါသိဖို့လိုအပ်တဲ့အပိုင်းကိုတွားကြပါမယ်။အချိန်တစ်ခုကိုဖယ်ထားနိုင်ရုံကာကွယ်နိုင်ရုံနဲ့မလုံလောက်သေးပါဘူးဗျ။အဲ့ဒီအချိန်မှာဘာလို့ရမလဲဆိုတာကိုပါတိတိကျကျသိဖို့လိုပါတယ်။ဥတီချက်နဲ့လောက်ဆောင်ချက်ကိုရှင်းကြည့်ရအောင်ဥတီချက်ဆိုတာတိုးတက်မှုကိုညွှန်ပြပေးတဲ့တန်လိုက်အိမ်မြောက်ဖြစ်ပြီးလောက်ဆောင်ချက်ကတော့ရွေလျားမှုကိုမောင်းနှင်ပေးတဲ့အင်ဂျင်မှာအင်ဂျင်ကိုမဆက်နိုးခင်မှာကိုသွားခြင်းနဲ့ပန်းတိုင်းနဲ့ဘာကြောင့်သွားခြင်းတာလဲဆိုတဲ့အကြောင်းပြချက်ကိုသတ်မှတ်ဖို့3မိနစ်လောက်အချိန်ယူဖို့မိထိမနေလိုအပ်ပါတယ်မာရင်းနဲ့အရာတွေလောက်ရင်အလုံးများနေတာကစိတ်ပြက်အားငယ်မှုစီကိုပဲတိုက်ရိုက်ဥတီသွားစေနိုင်လို့ပါပဲဒီနေရာမှာအရေးကြီးဆုံးအချက်ကတော့သင်ယူမှုဆိုတာလက်တွေ့အသုံးချမှုနဲ့အမြဲသွဲဖက်နေရပါမယ်။ theory တွေကိုကြည့်ပြီးစံနာရီလာလေ့လာနေတာထက်ဆိုင်ရင်လက်တွေ့တနာရီလောက်ဆောင်တာကအများကြီးပိုဖူးတယ်ပါတယ်။ကိုလေ့လာထားတာတွေကိုလက်တွေ့မလုပ်ဘူးဆိုရင်ဒါဟာတိုးတက်လာတာမဟုတ်ဘဲဖျော်ဖြေမှုတက်တာဖြစ်သွားပါလိမ့်မယ်ဗျ။ယုံကြည်မှုနဲ့ကျွမ်းကျင်မှုဆိုတာစာအုပ်ထဲကနေရတာမဟုတ်ဘဲလက်တွေ့လှုပ်ဆောင်တဲ့ကွင်းဖြစ်လင်းမှသာမွေးဖွားလာတာမို့လို့အရာလုံးပြည့်ပြည့်စုံတဲ့အထိစောင့်မနေပဲချက်ချင်းဆက်တင်လှုပ်ဆောင်လိုက်ဖို့ကအဓိကပါပဲ။အပိုင်းလေးကိုရောက်လာပါပြီ။ဒါတော့ပြက်လက်သုံးသက်ခြင်းနဲ့ပြုပြင်မွမ်းမံခြင်းနေစဉ်သုံးသက်မှုအပိုင်းပဲချစ်ပါရဲ့ဗျာကျွန်တော်တို့ဘဝဆိုတာရှိကုန်မျက်လုံးမိတ်ဆက်ချောင်းနေုံနဲ့တူးတက်လာတာမဟုတ်ပါဘူး60မိနစ်ပြည့်စုံသွားတဲ့အချိန်တိုင်းမှာခဏရပ်တန့်ပြီးဒီရိုးရှင်းတဲ့သုံးသက်မှုအဆင့်တွေကိုပြုလုပ်ဖို့လိုအပ်ပါတယ်5မိနစ်လောက်လေးအချိန်ယူပြီးဒီနေ့ဘာတွေတင်ယူခဲ့လဲဘာတွေလုပ်နိုင်ခဲ့လဲဆိုတာကိုကိုရိုးရိုးသားသားပြန်လဲသုံးသက်ကြည့်ပါပြီးရင်လုပ်ငန်းစဉ်မှာလိုအပ်တာတွေကိုပြုပြင်မယ်ပိုကောင်းအောင်လုပ်မယ်ဒီတိုင်းနေ့စဉ်ထက်ခါလဲလဲလှုပ်ဆောင်သားခြင်းအဖြစ်နေ့စဉ်အနှဲငယ်စီတူးတက်နေမှုကိုသိချစင်မှာဖြစ်ပါတယ်ဒီနေရာမှာစိတ်ဝင်စားစရာအခြေလေးတစ်ခုကိုပြောပြချင်ပါတယ်ဗျာလေရင်တရားပြန်တန်းနေစင်မှာ90%လုံးလမ်းကြောင်းလွဲနေတည်မဲ့သူတို့သွားရမယ့်နေရာကိုတော့အတိအကျရောက်သွားကြပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့သူတို့ကအမြဲတမ်းလမ်းကြောင်းကိုပြန်လဲသုံးသက်ပြီးပြစ်ပင်တဲမှတ်နေလိုပါပဲ။ဒါကဘာကိုပြတ်တက်နေလဲဆိုတော့ထူးချွန်ပြောင်မြောက်မှုဆိုတာအပြစ်အနာအစာကင်းဖို့မဟုတ်ဘဲအချိန်နဲ့အများသိငယ်ပြီးမှန်ကန်တဲ့ပြစ်ပင်တဲမှတ်မှုလေးတွေကိုစက်တိုက်လှုပ်ဆောင်သွားခြင်းသာဖြစ်တယ်ဆိုတာပါပဲဗျာ။ကဲပိုင်း9အမြင်နဲ့လူဘဝရမန်တိုင်း3ရက်ဖြစ်တဲ့ကျမ်းမာရေးဒနာဩစာနဲ့ဆက်ဆက်ရေးအကြောင်းတွေကိုဆွေးနွေးကြပါမယ်ဒီကိုပိုင်းတနာတွေကိုလူဘဝရဲ့အရေးကြီးဆုံးကဏ္ဍတွေမှာဘယ်လိုခွဲဝေအသုံးပြုနိုင်လဲဆိုတာကြည့်အောင်ဗျာ
အောင်မြင်မှုဆိုတာစီးပွားရေးတစ်ခုတည်းနဲ့မလုံလောက်ပါဘူးတခြားရေးကြီးတဲ့အစိပ်ပိုင်းတွေနဲ့လည်းဟန်ချက်ညီဖို့လိုပါတယ်ပထမဆုံးကျန်းမာရေးအတွက်ခန္ဓာကိုယ်ဆိုတဲ့အင်ဂျင်ကိုအာရုံစိုက်ပြီးလှုပ်ရှားမှုတွေလုပ်ပေးရပါမယ်ဒုတိယဒနောက်အစားအတွက်လာစားတစ်ခုတည်းကိုပဲမကြည့်ပဲဘေးထွက်စီးပွားရေးကနေအကျိုးများရဖို့အာရုံစိုက်ရပါမယ်တတိယဆက်ဆံရေးအတွက်တော့ဖုန်းတွေကိုချထားပြီးကိုချွေရတဲ့လူတွေကိုတေချာနားထောင်ပေးဖို့အချိန်ပေးရပါမယ်စီမံတဲ့ကြော်မှုဆိုတာတန်ဆွမ်းတဲ့ခန္ဓာကိုယ်လွတ်လပ်တဲ့ဝင်ငွေနဲ့လက်ဆိုင်တဲ့ဆက်ဆံရေးတွေပါဝင်မှန်းတာပြည့်စုံတာပါဗျနောက်ဆုံးအပိုင်း6ဖြစ်တဲ့အချိန်လေးကိုစုဆောင်းပြီးအနာဂတ်ကိုတိဆောက်ခြင်းအကျိုးဆက်တွေဘလို့တိုးပွားလာတယ်လဲဆိုတာကြည့်လိုက်ရအောင် တနေ့ကိုတနာရီဆိုတာတင်းငယ်တယ်လို့ထင်ရပေမဲ့ဒီ365နာရီဆိုတဲ့ကဏ္ဍကိုကြည့်လိုက်ပါဗျာဒါဟာတနစ်မှာအချင်းပြည့်အလုပ်လုပ်တဲ့ရတ္တတပတ်ကိုဘတ်ကြော်နေတော့ညီးမျောပါတယ်နေ့စဉ်တနာရီလောက်လေးပဲအချင်းပေးရုံနဲ့တနေ့ပြည့်တဲ့အခါမှာအလွန်ကြီးမားပြီးအာယုံဆိုင်မှုအပြည့်ရှိတဲ့စ조사အထုမှုခေတ်ပြောင်းလဲသွားတာကိုတသက်ပြောနေတာပါဒီလိုနေ့စဉ်စ조사အထုမှုလေးကိုတစ်ခုပေါ်တစ်ခုထပ်ပြီးစုဆောင်းသွားတဲ့အခါနောက်ဆုံးမှာကိုဟာစောင့်ဆိုင်နေတဲ့သူမဟုတ်တော့ပဲဖန်တီးတီဆောက်သူတယောက်အဖြစ်အသွင်ပြောင်းသွားစေမှာအသေးချပါပဲညီကုန်းချုပ်အနေနဲ့စဉ်းစားစရာမိခွန်းလေးတစ်ခုကိုထားခဲ့ခြင်းပါတယ်ဗျကျွန်တော်တို့ရဲ့ချိန်တွေကိုစောင့်ဆိုင်ရင်ကုံဆုံးစေမှာလားဒါမှမဟုတ်တီဆောင်ရင်ကုံဆုံးစေမှာလားအချိန်တွေကိုကန်တရားပေါ်ပုံချထားမလားဒါမှမဟုတ်ကိုယ်ပိုင်အနာဂတ်ကိုပြန်လဲပုံဖော်ဖို့အတွက်ဒီကနေ့ကစပြီးအကျိုးရှိအသုံးချမလားဆိုတာကိုယ်တိုင်ပဲရွေးချယ်ဖို့တိုက်တွန်းခြင်းပါတယ်အားလုံးပဲဒီနေ့ရှင်းလင်းတင်ပြချက်လေးကနေအကျိုးရှိမဲ့အတွေ့အခေါ်တွေရရှိသွားမယ်လို့မျှော်လင့်ပါတယ်ဗျ